ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသားလေးကအေးဆက်ပြီးတော့ချိုချိုဆိတ်ဆိတ်လေးနဲ့စားလို့ရန်ကောင်းတယ်ကျတို့ရဲ့တပည့်ရိုးရမုတ်လေးတစ်မျိုးဖြစ်တဲ့မူရေးဖော်မုတ်လေးပေါ့နော်အိမ်မှာလည်းလှုပ်ရှားဖြစ်တာနဲ့ပြုလုပ်နေလေးကိုပြန်လည်ညှောင်းရပေးလိုက်ပါတယ်ပထမဆုံးကျတို့မုတ်နှင်းဆက်ပေးရန်အတွက်မုတ်လုံးမဲ့ခွက်လေးထဲကိုကောက်ညင်မုတ်ကိုဆန်ချိတ်ခွက်နဲ့နှစ်ခွက်စားလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ဆန်မုတ်ထမင်းစားဆုံးနဲ့တစုံနဲ့တစ်ဝက်စားလောက်ကိုထည့်ပြီးတော့စားလေးနှင်းငယ်ဝါထည့်ပြီးတော့ဓမ္မတွားအောင်မှွေထားပေးလိုက်ပါတယ်ရှင်ငွေသွားလိုက်တာသမလာပြီဆိုတာနဲ့သူ့ရဲ့ဖြိုးကရေကိုနဲ့ချိတ်စီထည့်ပြီးတော့နဲ့သွားပေးလိုက်ပါတယ်။မဟုတ်တာနေထားကတော့မဟုတ်လို့ရေပေါ်လို့တူလို့ပေါ့နော်။အရန်ကြီးလဲမအရန်ကြီးလဲမပြော့နေထားလေးဖြစ်ရမှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ဖြိုထည့်သွားလိုက်တာရေသက်250မီလီလောက်ရှိပါတယ်နော်။ဒီမုတ်လေးကလေမလို့စားဖြစ်တာလဲကြာပြီပေါ့နော်။နောက်တစ်ခုကပေါင်ချစ်စီနဲ့ပြီးတော့အရန်လဲစားလို့ကောင်းပါတယ်။သားလေးကဆိုလို့ရှိရင်အီးဆက်ပြီးတော့ပေါ့နော်။ဖြူရမုံနှင်းကိုဆက်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းတစ်ဖက်မှာရေနွေးကိုအစစ်သေးတည်ထားပေးရမှာဖြစ်ပါရဲ့နော်ပြီးရင်တော့ဒီလိုမျိုးပုံစံလေးတွေဖြူတို့လုံထားပေးလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့အလုံးပုံစံလေးနဲ့အချောင်းပုံစံလေးပေါ့နော်ပြီးရင်တော့ပွက်ပွက်ဆူတဲ့ရေနွေးဦးထဲကိုမုံလုံးလေးတွေကိုလုံးပြီးတော့ထပ်ပြုတ်ပေးလိုက်ပါမယ်ရှင်မုံလုံးလေးတွေကရေပေါ်မှာပေါ်လာပြီဆိုလို့ရှိရင်တော့စကားလေးနဲ့ခတ်ထုတ်ပြီးလို့ရှိရင်ရေအေးလေးနဲ့စိတ်ထားပေးလိုက်ပါမယ်ဒီမုတ်လေးမဆိုလို့ရှိရင်ပေါင်ပစ္စည်းအရန်နဲ့တယ်ပေါ့နော်လုံနေလျက်လည်းရန်ခုလည်းခုပါတယ်နောက်တစ်ခုကရိုးရှင်းပြီးတော့ရတာကောင်းတယ်ပေါ့နော်ကဲမုတ်လုံးလေးတွေလည်းဖြူတို့ပြုတ်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ရေအေးလေးနဲ့စိတ်ထားမယ်ပြီးရင်တော့ဖြူတို့အုံတို့အိုးလေးကိုလာချုပ်ပေးလိုက်ပါမယ်နော်ကြည့်ပါအောင်မုတ်လုံးလေးတွေကဆိုလို့ရှိရင်အသားလေးကအိတ်နေရောပဲအုံတို့ချုပ်ပေးရန်အတွက်ကျုံမဲ့အိုးထဲကိုတကြားထမင်းစားစွန်းနဲ့6ဆွန်းစားလောက်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာအချိုမကြိုက်ရင်တကြားကိုရှော့ထိုက်နိုင်ပါတယ်နော်ပြီးတော့စားလက်ဖက်စွန်းတစ်ပတ်စားလောက်ကိုထည့်ပြီးတော့အုံတို့900မီလီလီနဲ့ရေသန့်150မီလီလီလောက်ကိုထည့်ပြီးတော့သမတွားအောင်မှွေထားပေးလိုက်ပါတယ်တကယ်လို့ကိုကအုံတို့များတာမကြိုက်ရင်အုံတို့ကို short ထိုက်နိုင်တယ်လို့ရေကိုပို့ထည့်ပေးနေပါရဲ့နော်ကဲပြီးတော့သူ့ကိုမျိုးပေါ်တင်ပြီးတော့ကြိုးသွားပေးလိုက်ပါမယ်ရှင်ဒီအုံတို့အိုးလေးကပပွက်ဆူလာတဲ့အထိပေါ့နော်ကြိုးသွားပေးလိုက်ပါမယ်ကဲဖြိုးတို့ချိုသွားလိုက်တဲ့အုံတို့အိုးလေးကလည်းနည်းနည်းလေးဆူလာပြီဆိုလို့ရှိရင်တော့ခဏကရေအေးလေးနဲ့စိန်ထားတဲ့မုံလုံးလေးတွေကိုထပ်ပြုတ်ပေးလိုက်ပါမယ်ရှင်မုံလုံးလေးကိုထပ်ပြရတဲ့ဖြိုးကအိုးမချသေးပဲနဲ့ပေါ့နော်ဒီအုံတို့ရေလည်းနည်းနည်းလေးပြစ်လာတဲ့အထိခဏလောက်တည်သွားပေးလိုက်ပါတယ်ဒီမုတ်လေးကဆိုလို့ရှိရင်ကြားလေးပိုစားကောင်းနေမှာပေါ့နော်ဒီနေရာမှာရတာပြပြီးလို့ရှိရင်အချိုတွေပါရလို့ရင်ထပ်ပေးနေပါရဲ့နော်ဖြိုးရရတာလုံးဝဆင်ပြေနေတာနဲ့ဘာမှတော့ထပ်ပြီးတော့မထဲတော့ဘူးပေါ့နော်ကဲဖြိုးတက်သွားပေးလိုက်တာအခုလိုမျိုးလေအုံတို့ရေလေးကလည်းဖြစ်ပြီးတော့မုံလုံးလေးတွေကလည်းပေါ်လာပြီဆိုလို့ရှိရင်တော့ကြပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်ချိုးချိုးစိတ်လေးနဲ့ရဲနှမစားလို့ကောင်းတယ်ဖြိုးတို့ရဲ့တဝက်ရိုးရမူရေးဖော်မုတ်လေးကတော့